အသင့်ဆွဲထားပြီးသားရှိတဲ့ဖျောင်းနိုင် AI ပုံကိုကျွန်တော်တို့ input ခေါ်ထည့်တာပါမယ် composition layer sign တွေပဲကျွန်တော်တောင်းပြီးတော့ခေါ်ထည့်တာပါအဲ့တော့ဒီထဲမှာကျွန်တော်ဆွဲထားပြီးသားဖျောင်းနိုင်တွေရှိပါတယ်အဲ့တော့ကျွန်တော်ဒီမှာဖျောင်းနိုင်၄မျိုးဆွဲပေးထားပါတယ်အဲ့တော့ဒီဖျောင်းနိုင်၄မျိုးဖြစ်တဲ့အတွက်ကျွန်တော်ကအခုအဲ့ဒီကကိုယ်အသုံးပြုခြင်းနဲ့ဖျောင်းနိုင်ကိုအတုလုပ်ဖို့အတွက် composition အသစ်တစ်ခုကျွန်တော်တောင်းတာပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့ခုနကတော့ရှိတဲ့ composition တွေမှာဒါကဖျောင်းနိုင်နံပါတ်1ဒါနံပါတ်2ဟုတ်ပြီအဲ့တော့ကျွန်တော်အသုံးပြုခြင်းနဲ့ဖျောင်းနိုင်အုပ်စုကိုကျွန်တော် copy ကူးပြီးတော့ဒီဘက်ထဲမှာ paste ချလိုက်ပါတယ်အဲ့တော့ကိုလိုချင်တဲ့နေရာလေးကိုရွှေ့ထားလိုက်တယ်စကေးသေးတဲ့အခါမှာအဆင်ပြေဖို့အတွက်ကျွန်တော်တို့ parents နဲ့ကျွန်တော် link ချိတ်ထားလိုက်ပါတယ်ပြီးတော့ကျွန်တော် parents ချိတ်ထားတဲ့ကောင်ကိုစကေးအကြီးသေးလို့ရင်ကျန်တဲ့ကောင်တွေပါလိုက်သေးသွားပါပြီကိုလိုချင်တဲ့နေရာလေးကိုကျွန်တော်ချိန်ပြီးတော့ထားလိုက်ပါတယ်ဟုတ်ပြီအဲ့တော့အဲ့အဆင့်ထိပြီးသွားတော့ကျွန်တော်တို့နောက်တစ်ဆင့်ကဘာလုပ်မလဲဆိုတော့ဒီဖျောင်းနိုင်ထိတ်ကဒါမီးစာလေးပေါ့နော်အဲ့မီးစာလေးကိုဖျောင်းနိုင်မီးတောက်နေတဲ့အချိန်မှာလေထဲမှာလှုပ်နေတဲ့ပုံစံမျိုးလေးလုပ်ပါမယ်ဟုတ်ပြီဒီကောင်းနေအဲ့တော့ကျွန်တော် effect တစ်ခုထည့်ပါမယ် effect distort ထဲကအောက်ဆုံးမှာရှိတဲ့ wave wave ဆိုတဲ့ effect လေးကိုထည့်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ကအခုကအပေါ်အောက်မဟုတ်ဘူးဘယ်ညာလိုချင်တာဖြစ်တဲ့အတွက် direction လေးကိုကျွန်တော်ပြင်ယူလိုက်ပါတယ်ပြီးရင် width ကကျွန်တော်တို့ဒီ wave က width တန်ဖိုးလေးကိုကျွန်တော်ကစားတယ် okay ကိုလိုချင်တဲ့လောက်ချိန်ပါအဲ့ဒါကိုစိတ်ကြိုက်ချိန်လို့ရတယ်ပြီးတော့အဲ့ဖျောင်းနိုင်ကဘယ်နေရာကိုဥတီပြီးတော့ကျွန်တော်တို့လှုပ်မလဲဆိုတော့ကောင်ကိုကျွန်တော် bottom A ကိုသွားပြီးယူလိုက်တယ်အဲ့တော့သူအောက်ခြေကိုအဓိကကျွန်တော် position base ထားပြီးတော့လှုပ်မယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့မြန်နေလို့ကျွန်တော် wave ရဲ့ speed လေးကိုလည်းကျွန်တော်နည်းနည်း short လိုက်တယ်အဲ့တော့ဒီ wave speed မှာလည်းညီလေးတို့ကြိုက်တော့ wave speed တန်ဖိုးပြင်လို့ရတယ်ပြီးရင်ဒီကောင် wave ရဲ့ height ပေါ့နော်ဒီကောင်ကို height ကိုနည်းနည်း short လိုက်တော့ကျွန်တော်တို့ကတော့ဟိုဘက်ဒီဘက်ကိုရိုင်တဲ့တန်ဖိုး short သွားလိမ့်မယ်အဲ့တော့ထပ်လျှော့ခြင်းလို့ရှိရင်ကျွန်တော်အဲ့တန်ဖိုးလေးကို short အဲ့ဒါဆိုရင်ဖျောင်းနိုင်ဟိုဘက်ဒီဘက်ကိုတိတ်မရိုင်တော့ wave height ကိုများများတည်လို့ရှိရင်တော့ဟိုဘက်ဒီဘက်ရိုင်တာဘယ်ညာရမ်းတာပို့ပြီးတော့များလာလိမ့်ပဲပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖျောင်းနိုင်ပြီးစားလေးတော့ရပြီအဲ့ဒါကိုကျွန်တော် duplicate ပွားလိုက်တယ်သူ့ကိုပို့ပြီးတော့ link နေဖို့အတွက်ကျွန်တော်သူ့ကို blend မှုဖောက်မယ်ပေါ့နော်အဲ့ဒီကကျွန်တော်ဘာ move ထဲကဘာ blend မှုဖောက်လဲဆိုတော့ပို့ပြီး link သွားဖို့အတွက် add မှုဖောက်လိုက်တယ်အဲ့ဒါဆိုရင်မီးစာပို့ပြီးတော့ link လာပြီကျွန်တော်လိုချင်တာကသူ့ရဲ့မီးစာဒီမှိန်လိုက် link လိုက်မှိန်လိုက် link လိုက်လိုချင်တယ်အဲ့တော့ random လေးဖြစ်နေဖို့လိုတယ်အဲဒါကြောင့် option ဖိပြီးတော့အဲ့ပေါ်မှာ click ခောက်ပြီးတော့ကျွန်တော် script ရိုက်ထည့်ပါမယ် WIGGL လေးဝေခဲ့လက်သေးဝင်ကျွန်တော်တို့အဲ့ဒီထဲမှာကိုလိုချင်တဲ့လောက်တန်ဖို့ရိုက်ထည့်ပါမယ်အဲ့တော့ကျွန်တော်အခုဒီမှာဒီတန်ဖိုးလေးကိုကျွန်တော်ရိုက်လိုက်တယ်ကျွန်တော်အခု2 comma ဆိုပြီးကျွန်တော်ရိုက်လိုက်တယ်800တန်ဖိုးကကြတော့ကျွန်တော်တို့ဘာလဲဆိုတော့megahertz frequency တန်ဖိုးပါအဲ့တော့များများဖြည့်စီခြင်းလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ frequency တန်ဖိုးပြင်ရမှာဖြစ်ပြီးတော့နောက်ကတန်ဖိုးက magnitude ဘယ်လောက်လင်းမလဲဘယ်လောက်မှိန်မလဲဆိုတော့ပြောယူတာဖြစ်ပါတယ်အဲ့တော့ဒီတန်ဖိုးတွေအောင်ညီလေးတို့စိတ်တိုင်းကြအတင်း short ကစားကြည့်လို့ရပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်တော့ဖျောင်းနိုင်လေးကမီးလေးကမှိန်လိုက်လင်းလိုက်ပုံစံမျိုးလေးအဲ့လိုမျိုးပုံစံမျိုးလေးရပါပြီโอเคအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ချက်ကျွန်တော်တို့ကအခုဒီဖျောင်းနိုင်ကinner share effect လေးထည့်ထားတယ်။ဘာကြောင့်ထည့်ထားလဲဆိုတော့ဖျောင်းနိုင်ကြီးကအပေါ်ကမီးလင်းနေတဲ့အချိန်မှာအောက်ကကောင်ကတောက်လျှောက်ပြီးလင်းနေလို့မရဘူး။အဲ့တော့ကျွန်တော်ကဖျောင်းနိုင်မီးအလင်းအောင်ရှိတယ်အပေါ်ဘက်ကလင်းမယ်။ဖျောင်းနိုင်မီးအလင်းအောင်တွေဝေးတဲ့အောက်ပိုင်းကမှောင်နေရမဲနေရလိုချင်တဲ့အတွက်ကျွန်တော်ဒီမှာ inner share တန်ဖိုးကိုကစားပါတယ်။အခုကျွန်တော်အောက်ပိုင်းကိုပဲမဲချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ direction နဲ့အရင်ဆုံးချိန်နဲ့ပြီးတော့ကျွန်တော် distance ပေါ့နော်distance နဲ့ညီလေးတို့လိုချင်တော့ချိန်အရေးကိုဘယ်လောက်ထိဝင်စေချင်တဲ့ချိန်ဟုတ်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့နေအောင်ပြည်လေးဖြစ်သွားဖို့အတွက်ကျွန်တော်တို့အောက်ဘက်မှာဘာလို့သွားကစားဖို့လိုအပ်လဲဆိုတော့ side down ကိုကစားလိုက်တယ်ပြည်လေးဖြစ်သွားပြီအဲ့ဒါတော့ညီလေးတို့လိုတော့ကိုချိန်ပါအဲ့တော့ဖျောင်းနိုင်ကအပေါ်ပိုင်းလေးအလင်းအောင်ကြားပြီးအောက်ပိုင်းကအလင်းအောင်ကြားပြီးမှိန်နေဆိုတော့ result မျိုးရလာလိမ့်မယ်အမှန်တကယ်ကတော့အပေါ်ဘက်ထိရောက်ရင်တော့ပို့ပြီးတော့ realism ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဖျောင်းနိုင်ကိုမြင်ကျင်တယ်အဲ့ဒါကြောင့်ကျွန်တော်တမင်ကောင်ကိုကျွန်တော်ဒီလောက်ပဲထားတာဒါညီလေးတို့စိတ်တိုင်းညထပ်ပြီးတော့ adjust လုပ်ပြီးချိန်လို့ရပါတယ်နော် okay အဲ့တော့ကျွန်တော်အခုနောက်ထပ် solid တုံးလေးတစ်တုံးတောင်းလိုက်တယ်အဲ့ဒီ solid တုံးလေးကဘာလုပ်ဖို့လဲဆိုတော့ဖျောင်းနိုင်အလင်းအောင်ကြမယ်နေရတယ်ကြမ်းပြင်ပေါ်မှာဖျောင်းနိုင်အလင်းအောင်ကြမယ်နေရတယ်အဲ့တော့ solid တုံးရဲ့အကြောင်းလေးကိုကိုယ်စိတ်ကြိုက်ချိန်လိုက်တယ်နည်းလေးဟုတ်ပြီ okay ရတယ်
အဲ့တော့ကျွန်တော်ဒီနေရာမှာအဲ့ကောင်လေးကိုဖျောင်းနိုင်အလင်းကြောက်ပြီးတော့ဖိထားလိုက်တယ် ellipse 2နဲ့ကျွန်တော်ဆွဲတယ် okay ဟုတ်ပြီရပြီ okay ရပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီ solid တုံးလေးကိုကျွန်တော်တို့ကိုလိုချင်တဲ့နေရာကိုရွှေ့ယူမှာဖြစ်တယ် solid တုံးလိုက်ကိုရွှေ့တယ် mask ကိုရွှေ့မှာမဟုတ် solid တုံးလိုက်ကိုရွှေ့လိုက်တယ် okay ရပြီ နောက်တစ်ဆင့်အဲ့ဒီတော့ကျွန်တော်အခုနောက်တစ်ဆင့်ကဘာဆက်လုပ်ဖို့လိုရလဲဆိုတော့သူ့ကိုဘေးနှန်းကပြည်ပြည်လေးဖြစ်သွားဖို့အတွက်ကျွန်တော် feather လေးတင်လာလိုက်တယ် okay ဒီထိကတော့မှန်သွားပြီဟဲ့မင်းမီးအလင်းရောင်ကလှိမ်မှိန်လိုက်လင်းလိုက်မှိန်လိုက်လင်းလိုက်ဖြစ်နေအပေါ်ဘက်ကဟုတ်ပြီနော်အဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအောက်ဘက်ကကောင်ကြားလိုက်တယ်အလင်းရောင်ကြားတဲ့ area တွေတည်းအဲ့ဒါကို random လေးဖြစ်နေဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်သူ့ကိုဝေးခဲ့တန်မှုလေးတွေကျွန်တော် adjust လုပ်ပြီးကစားထားလိုက်တယ် 2.2050 ကျွန်တော်ကစားထားလိုက်တယ် okay အဲ့ဒါဆိုလို့ရှိရင်ဖြောင်းနိုင်လေးကအဲ့လိုမျိုးလှုပ်ပြီးတော့သွားနေတယ်ကိုလိုချင်လောက်ချိန်မှာရှေ့ကကောင်တော့ကျွန်တော်တို့ frequency တန်ဖိုးဖြစ်ပါတယ်နောက်ကတန်ဖိုးတစ်ခုက magnitude တန်ဖိုးဖြစ်ပါတယ် okay တန်ဖိုးတွေအောင်ဒီလိုဘယ်လောက်လိုချင်လဲကိုယ်စိတ်တိုင်းကချိန်ညှိပြီးယူလို့ရပါတယ်ကျွန်တော်တို့တွက်မှာကအပေါ်ကမီးအလင်းမောင်မှိန်တာဖြော့တာကမြန်ရင်အောက်ဘက်ကစကီးအကြီးသေးကလည်းမြန်မှုလိုတယ်အပေါ်ကကောင်ကခက်ဖြည်းဖြည်းပဲသွားမယ်ဆိုရင်ဟိုကောင်လည်းကျွန်တော်ခက်ဖြည်းဖြည်းသွားဖို့အတွက်ချိန်သွားမှာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဖြောင်းနိုင်လေးတစ်တိုင်းတော့ကျွန်တော်တို့ရပြီဟုတ်ပြီဒီနေရာမှာကျွန်တော်ကြားတဲ့ share rule လေးပေါ့နော်ဖြောင်းနိုင်ရဲ့အရေးဖြောင်းနိုင်ကြားတဲ့အရေးလေး okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖြောင်းနိုင်ရဲ့အရေးလေးကြားနေပါပြီနောက်တစ်ခုကဖြောင်းနိုင်ရဲ့အရေးကအဲ့လိုမျိုးအောက်လေးပဲကြားတာမဟုတ်ဘေးကိုခက်ရှိရှိလေးကြားတဲ့ပုံစံမျိုးလေးပါလုပ်ချင်တယ်ကျွန်တော်ဒီတိုင်းပဲလက်ထားလို့ရနော်ဆရာကျွန်တော်ဖြောင်းနိုင်ဒီတိုင်းလေးပဲကြားမယ်ရပြီပြီးသွားပြီမဟုတ်ဘူးဖြောင်းနိုင်ကိုအရေးကိုတစောင်းကြားကျင်တယ်ဆိုရင်နောက်တစ်မျိုးထပ်ပြမိမယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိရှိပြီးသားဖြောင်းနိုင်ကိုဖြောင်းနိုင်ကိုတွေကိုဂျူလီလေးပွားလိုက်တယ်ခုနအတိုင်းထားလို့ရရနော်ဒါကထပ်ပြီးတော့နည်းနည်းကွန်လိုက်တာပေါ့နော်လှုပ်ချင်လှုပ်လို့ရတယ်လို့ပဲပြောတာသူ့ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ distort တွေက slant cc slant okay ကျွန်တော်သူ့ကိုဖြောင်းနိုင်လို့တစ်စောင်းလေးထားအဲ့တော့အောက်ခြေကဒီနေရာမှာရှိမယ်ဖြောင်းနိုင်တွေကစောင်းချင်တယ်စောင်းချင်တာဖြစ်တဲ့တော့ slant တန်မှုတင်စောင်းသွားတယ်အဲ့မှာ high နဲ့ပြန်ပြီးတော့တွဲကစားတယ် okay တော့အရေးချတာပေါ့နော်အရေးကိုခက်ရှိရှိလေးဖြစ်တော့ချာဖြောင်းနိုင်အရေးလေးကိုရှိရှိလေးလိုချင်လို့ဆရာမရှိဘူးကျွန်တော်ခုနကအတိုင်းပဲဆိုရင်ရတယ်ရှေ့ချက်နဲ့ဆိုရင်ပြောတာ okay အဲ့ဒါအောင်မှကျွန်တော်ဖျောင်းနိုင်ကို generate fee okay ရပြီဟုတ်ပြီokay အဲ့တော့ဆိုရင်ရပြီဟုတ်ပြီအဲ့ဒါကကျွန်တော်တို့ pre-cons ထပ်လုပ်မယ်ဘာကြောင့်လဲဆိုတော့သူ့ကိုကျွန်တော်ကဒီဖြောင်းနိုင်တခုတော့အမဲတိုင်းလူချင်နေအောင်မဟုတ်ဘူးကျွန်တော်တို့ကအရင်ပိုင်းမှာမဲထိတ်ဆဘက်ကိုရောက်လာလေလေကျွန်တော်တို့ကမှိန်ပြီးတော့အဲ့လို share တို့ကဖွာသွားတဲ့ဟာမျိုးလိုချင်တာအဲ့ဒါကြောင့်ကျွန်တော် CC radial fast flow ကိုထည့်တယ်အခြေကဒီနားနေမှာအဲ့နေရာလေးကပုံမှန်ပဲထိတ်ဆမှာပဲဖွာသွားတယ်လိုချင်တဲ့အတွက်အမောင်းလေးကိုကစားတယ်ဘယ်တော့ကစားမလဲမသိဘူးကိုယ်စိတ်တိုင်းညာချိန်okay အဲ့လိုမျိုးစိတ်တိုင်းညာချိန်ပြီးသွားရဆိုတဲ့အခါမှာကျွန်တော်တို့ဘယ်လဲပြန်ဝင်အောင်လဲဆိုတော့သူ့ရဲ့ share rule ကိုဝင်ဘာဖြစ်လို့လဲဆိုတော့အဝေးထိရောက်သွားတယ် share rule က okay ကျွန်တော်တို့ share rule အဝေးထိမရောက်ချင်ဘူး slant တန်ဖိုးလေးနည်းနည်းပြန်မဲနေမမြင်အောင်နည်းနည်းလေးကျွန်တော်တို့ဒီမှာကြည့်ချိန်လိုက် okay ဒီလောက်ဆိုရင်ရတယ်ကျွန်တော် share rule ရရင်းရှိနေတယ် okay ရပြီပြန်ထွက်လိုက်အဲ့ဒါဆိုရင်တိတ်မရှိတော့နည်းနည်းလိုတယ်လောက်ဆိုရအဲ့ဒါဆိုရဖြောင်းလိုက်ကြည့်ပြီးအဲ့လောက်ပြီးတော့အဲ့ဘ radial fast လာတန်ဖို့ကိုလိုတော့တယ် okay အဲ့ဆို share လို့ရဖွာပြီးကြာအောင်ပုံစံမျိုးရ okay ဒီစင်တီရတယ်အကယ်၍share ကိုနည်းနည်းထင်းတယ်ထင်လို့ရှိရင်သူ့ကိုကျွန်တော်ဆက်လက်မှတ်ပြီး opacity လေးပါကျွန်တော်နည်းနည်းထပ်လျှော့မယ်ဆိုလျှော့ရလို့ရနော်ဒါတော့အဖို့စိတ်တိုင်းညာချင်းပေါ့
ဖျောင်းနိုင်ရဲ့ဟို share ရကြတဲ့နေရာလေးလည်းကျွန်တော်နည်းနည်းလေး adjust ထပ်လုပ်ဒါလည်းကိုလိုတော့ချိန်ဘူးနော်โอเคအဲ့တော့ဆိုရင်မစိုးပါဘူးရပါပြီကျွန်တော်တို့ကဒီဖျောင်းနိုင်နေရာမှာဖျောင်းနိုင်မှုပဲနဲ့ကျွန်တော်စီမီခွက်ပြောင်းသုံးမယ်ဆိုရင်သုံးလို့ရတယ်ဒါပေမဲ့စီမီခွက်တို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မီးစာလေးတွေပါဒီရှာပြီးသွားရင်ကျွန်တော်တို့ဒီဟိုအပေါ်မီးတောက်တွေလုတ်ပုံလုံးလေးတွေကအကုန်လုံးသဘောတော်ပါအတူတူပါပဲစမ်းပြီးလုပ်ကြည့်ကြည့်ပါအကယ်၍အဆင်မပြေရများရှင်ကျွန်တော်ပြန်ပြီးလို့ရပါတယ်နော်โอเคအားလုံးအဆင်ပြေပါစေ